ကဲအားလုံးပဲမင်္ဂလာပါကဲကျွန်တော်ပြချင်တာကကျွန်တော်ဒီမှာ3ပေါ့နော်3ကသူ့ရဲ့3ရက်အတွင်းမှာ3တစ်လုံးဆင်းပေးရမယ်ဆိုတော့ဒီမှာတစ်လုံးဆင်းတယ်ဒီမှာတစ်လုံးဆင်းတယ်အဲ့တော့ဒီမှာ3ရက်နော်3ရက်လည်းဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ဒီမှာ3ရက်ဆင်းပေးပါတွေ့ရနော်ဒီမှာ1တစ်လုံးဆင်းပေးရမယ်1ပေါ့နော်ဒီ3ရက်အတွင်းမှာ1က3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့1တွေဆင်းပေးသွားတယ်ဒီမှာ9ကလည်းဒီ3ရက်အတွင်းမှာ9ဆင်းပေးရမယ်ဆိုတော့9တွေဆင်းပေးသွားနော်9တွေအဲ့တော့ဒီမှာ4ကဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ဒီမှာ4ဆင်းပေးသွားနော်အဲ့တော့ဒီမှာ9ကလည်းဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ဒီမှာ9တွေဆင်းပေးသွားနော်โอเคအဲ့တော့ဒီမှာ3ညဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ခုတည်းမဆင်းသေးဘူးပေါ့နော်အဲ့တော့3ညကဒီညနေချောင်းပိတ်ဖြစ်နေ3ညဆိုတော့ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ကီးယူကြည့်မယ်ပေါ့နော်3ညကိုဘာနဲ့ကတ်မလဲနင်းရှာပုံတော်ဖွင့်ကြည့်ရပါတော့ရှာပုံတော်ဖွင့်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာဘာခေါ်မလဲဒီမှာ3ဆိုတော့ဒီအပေါ်3မြူဒီအောက်3ပဲယူလိုက်မယ်ဆိုတော့ဟုတ်ပြီအဲ့ဒါဆိုရင်ဟုတ်ပြီအဲ့တော့ဒီမှာပါလဲဘာတွေ့ရလဲ9ရဲ့ခွင်3ရဲ့ပေါင်းချင်းရဘယ်လောက်လဲ15เนาะ15ဆိုတော့9နောက်ဆုံးလုံးယူမယ်เนาะ9နောက်ဆုံးလုံး9ယူမယ်ဆိုတော့ကျွန်တော်ပြောရမယ်9เนาะ9ရဲ့ပါဝါ3ည9ရဲ့နှက်ခက်က3ညရဲ့နှက်ခက်က9 9 3ည3ခွန်ကတ်မယ်เนาะ9 3ည3ခွန်ကတ်မယ်ဆိုတော့โอเค9 3ည3ခွန်ကတ်မယ်ဆိုတော့ကဒီမှာ9 3 ခွန်နဲ့ကတ်မယ်ဆိုတော့ဒီမှာဘာထွက်သွားလဲ30ဆိုပြီးဆင်းသွားတွေ့ရနော်30ဆိုဆင်းသွားဒီမှာလည်းအဲ့လိုပဲ3ညတစ်လုံးပေါ့နော်3ညတစ်လုံးကိုဘာနဲ့ကတ်မလဲသူ့ရဲ့အပေါ်ရက်ကိုယူမယ်6 4နှစ်ဆိုတော့နှစ်နော်6 4နှစ်ဆိုတော့နှစ်ရှိရပါတော့အဲ့တော့နှစ်ပါဝါခွန်နှစ်နှစ်ခက်4ခွန်နှစ်ခက်3ညနှစ်4ခွန်3ညနဲ့ကတ်မယ်ဆိုတော့ဘာထွက်သွားလဲ20ထွက်တယ်နော်20ထွက်သွားပါတယ်နော်ဒါသူ့ရဲ့ရွေးကွက်လေးမိသွားတယ်ပေါ့နော်ဆိုတော့အဲ့နောက်ရက်အတွက်ကိုဘာတွက်တွေ့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဘွဲ1နော်1ဆိုလို့ရှိရင်โอเคဒီမှာ1ရက်ယူမယ်နော်တခြားလေးကြည့်ပြပါနော်တစ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပါတော့တွေ့ရမယ်တစ်ဆိုလို့ရှိရင်ဘာတော့တွေ့ရမလဲဆိုလို့ရှိရင်ကျွန်တော်ပြောရမယ်ဒီမှာပေါင်းလိုက်ခွန်ရ8ရ3ရပေါင်းခြင်းရ8เนาะ8ရ8တလုံးရတယ်8တလုံးရတယ်ဆိုတော့8ရပါဝါ3 8ရနှစ်ခက်1 3ရနှစ်ခက်5 8 3 1 5နဲ့ကတ်မယ်ဆိုတော့ဒီမှာဘာထွက်သွားလဲ3တစ်ဆိုပြီးထွက်သွားတယ်အဲ့မှာသူနောက်ရက်ကဘာထပ်ထွက်လဲဆိုလို့ရှိရင်3ရက်တက်ထပ်ထွက်တယ်နော်3ရက်တက်ထပ်ထွက်တယ်ဆိုတော့အဲ့မှာ9ရဲ့4ရဲ့1ရဲ့ပေါင်းခြင်း3ရက်ပါဝါ9နော်3ရက်နှစ်ခက်ခွန်9ရဲ့နှစ်ခက်3ရက်5ခွန်3နဲ့ကတ်မယ်ဆိုလို့ရှိရင်ဒီမှာ3ရက်တက်လည်းထပ်ထွက်တယ်ထားပါတော့တစ်ချိန်ထွက်ရင်ပြီးရောပေါ့နော်ဟုတ်ဒီမှာ9နော်9တွေ့ရပြီဆိုတော့သူ့ရဲ့ဒီအပေါ်မှာပေါ့နော်ယူလိုက်မယ်နော်ခွန်ရ6ရဲ့1ရဲ့ပေါင်းခြင်းကဘယ်လောက်လဲခွန်ရ6ရဲ့1ရဲ့ပေါင်းခြင်းက14နော်14ရတယ်ဟုတ်ပြီ4ရဲ့ပါပါ9 4ရဲ့နှစ်ခက်2 9ရဲ့နှစ်ခက်6 4 9 2 6နဲ့ကတ်မယ်ဆိုတော့ဘာထွက်သွားလဲ56ဆိုပြီးဆင်းသွားတွေ့ရလား56ဆိုပြီးဆင်းသွားနော်ဟုတ်ပြီတစ်ချိန်ဆင်းရပြီဆိုတော့နောက်တစ်ချိန်ဒီမှာ4ဆိုတော့4ကဒီမှာထွက်ရမယ်ဆိုတော့ဒီလိုယူလိုက်မယ်ပေါ်3ရက်စာယူလိုက်မယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်3ရက်6ရက်ပေါင်း9ရက်8ရက်ပေါင်းခွန်ဆိုတော့ဘာရမလဲခွန်ရဲ့ပါဝါနဲ့ခွန်ရဲ့နှစ်ခက်3ည2ရက်နှစ်ခက်4ခွန်နဲ့3ည4ကတ်မယ်ကပ်ပေါက်ပေါ့နော်ဆိုတော့ဘာထွက်သွားလဲ40ဆိုပြီးဒီမှာထွက်သွားတယ်နော်ဟုတ်ပြီထားပြီးလို့ရှိရင်ကျွန်တော်ဒီမှာနောက်ရက်အတွက်ပေါ့နော်9တလုံးရှိမယ်9တလုံးရှိမယ်ဆိုတော့ဒီမှာအပေါ်ရက်ကိုယူလိုက်မယ်ဆိုတော့
ဆိုတော့ကကျွန်တော်တို့ဒီမှာ3ရက်6ရက်ပေါင်းရင်9တလုံးရရပါတော့အဲ့တော့9ရရဆိုလို့ရှိရင်9ရက်ပါ9ရက်ပါက4 9ရက်နှစ်ခက်6 4ရက်နှစ်ခက်2 9 4 6နှစ်ကတ်မယ်အဲ့9တလုံးအဲ့ဘာဆင်းသွားလဲ69ဆိုဆင်းသွားတယ်92ဆိုညက်ဒီပါဆက်ဆင်းသွားတယ်တွေ့ရနော်ဆိုတော့ဒီမှာ3ညနော်3ညကဒီမှာအောက်ပွဲမှာမဆင်းသေးဘူးဆိုတော့ဒီရပဲယူလိုက်မယ်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်အဲ့တော့1ရက်ပေါင်းရင်2ရက်3ရက်ပေါင်းတော့5ဟုတ်ပြီ9ရဆိုတော့9ရက်ပါပါ3ရက်နော်9ရက်နှစ်ခက်က3ရက်နှစ်ခက်ကခွန်9 3ရက်3ခွန်ဆိုတော့ဒီမှာ3ရက်တစ်လုံးကို3ရက်တစ်လုံးပေါ့နော်3ရက်တစ်လုံးကို3ညတလုံး9 3ည3ခွန်နဲ့ကပ်ပေါက်ဆိုတော့ဆက်ပေးနိုင်မလားပေါ့နော်ဒီညနေအဲ့တော့3ည5 3ည3ည3ည3 3ညခွန်4ခွက်ရှိတယ်တကယ်လို့ညနေကိုဆက်ပေးမယ်ဆိုရင်ပေါ့နော်အဲ့တိုင်းဆက်ပေးမယ်ဆိုလို့ရှိရင်ပေါ့ဆိုတော့အဲ့တော့အကွက်ရေးရမယ်ဆိုလို့ရှိရင်ဘာရှိမလဲ3ည5နော်3ည3ည3ညခွန်နော်3ည3အဲ့လေးရှိမယ်နော်သူဆက်ပေးမယ်ဆိုရင်ပေါ့နော်အဲ့ဒါလေးရှိမယ်အားမှာပေါ့အားပြီးတော့ထိုးရမှာပေါ့နော်အားပြီးတော့ထိုးရမှာအဲ့တော့အားပြီးထိုးရမှာဆိုတော့ဒီလိုလေးရှိမယ်အဲ့တော့ချင်းချက်အနေနဲ့ကျွန်တော်ပြောချင်တာကလေချင်းချက်အနေနဲ့ကျွန်တော်ဒီ90တို့เนาะ80တို့เนาะ90တို့80တို့ကျွန်တော်အဲ့အလေးကြိုက်တယ်ပေါ့နော်အဲ့လေးလည်းထည့်ထိုးတာပေါ့နော်ဒီကလို့စင်းပေးလာနိုင်မှာဆိုရင်3ရက်နဲ့ပတ်သက်ပြီးတော့ညနေကိုလေဒီ4ကွက်ရယ်ဒီ2ကွက်6ကွက်ပေါ့ဗျာ6ကွက်မှာ5ကွက်ကတော့အားမှာပေါ့နော်5ကွက်ကအားမှာပေါ့တစ်ကွက်ကတော့အပူတစ်ကွက်ဆိုတော့ညနေကိုဒါလေးကြိုက်တယ်ပေါ့နော်ညနေကိုဒါလေးကြိုက်ပါတယ်လို့နော်အဲ့တော့လိုကိုလေးရေးလိုက်မယ်နော်လိုကိုလေးရေးလိုက်မယ်ဆိုတော့ဒီလိုလေးကဲမင်းသားကြီးနော်မင်းသားကြီးလိုကိုရေးလိုက်ပါမယ်နော်လူကူလေးရေးလိုက်ပါမယ်ကဲမင်းသားကြီးကဲနားလဲမယ်လို့ထင်တယ်နော်နားလဲမယ်လို့ထင်ပါတယ်လို့နော်ညနေကိုကြောင်ပိတ်3ညတစ်လုံးရှိနေဆိုတာကဲဒါလေးပါပဲအားလုံးညနေပေါက်ကြပါစေနော်